င်္ဂလာရှိသောညချမ်းလေးမှာမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာဒီခွန်လေးကတော့ဒါ18တောင်အော်ဒါခွန်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီခွန်လေးကိုတော့လက်ပတ်တာမျိုးနဲ့ရွေးနှောက်ခေါင်းဘက်ကကိုကြီးကိုမြင့်သူမှာထားတဲ့အော်ဒါခွန်လေးပဲဖြစ်ပါတယ်ခင်ဗျာနန်ဒီမှာဆိုလေရှိုလာမင်းဆိုတဲ့နာမည်လေးထိုးပေးပါဆိုလို့ထိုးပေးထားပါတယ်ခင်ဗျာ18တောင်လေးရဲ့အာတာချက်ကတော့ဝင်းဖွင့်ကျယ်မယ်လိုင်းနဲ့လေတဲ့ကောင်းအောင်လို့ဥကော့ပက်ကော့လေးရိုက်ပေးထားပါတယ်ခင်ဗျတွားလုံးလေးလည်းကောင်းပါတယ်ခင်ဗျမဆိုးဒါကတော့18တောင်အပေါ်ကျန်းလေးဆင်းမုံနေတဲ့နေသားလေးတွေပါခင်ဗျတို့ကျွန်တော်ညီကိုများလဲကျွန်တော်စီမှာအသေးသေးဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ3968393958ခွန်ဖိုင်ဘာဖုန်းနံပါတ်3996839328တို့လဲဆက်သွယ်မှောင်းနိုင်ပါတယ်ခင်ဗျကျွန်တော် TikTok ချက်ပေါက်ကနေလဲအသေးသေးဆုံးသက်မေးမြန်းနိုင်ပါတယ်ခင်ဗျဒါကတော့18တောင်အောက်ချမ်းလေးတုံးလုံးတကူထည့်ထားတဲ့အနေသားလေးတွေပါခင်ဗျကျွန်တော်စီမှာယုံကြည်စိတ်ချစွာနဲ့မှာဦးတဲ့ကိုကြီးကိုမြင့်သူတို့မိသားစုကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်